ဒီကနေ့ကျွန်တော်တို့ Vermicelli ကတင်ဆက်ပေးမှလေးကတော့ Fukayu Magazine ကဖော်ပြထားတဲ့အကြောင်းမှာစာညင်းခဲ့တဲ့သူတွေလက်တွေ့ဘဝမှာပိုအောင်မြင်တတ်တဲ့အကြောင်းရင်း9ချက်အကြောင်းပဲဖြစ်ပါတယ်။တစ်အချက်သူတို့ဘာလို့ရမလဲဆိုတာကိုစောစောစီစီသိတယ်။မယုံမရှိပါနဲ့။ကျောင်းမှာစာတော်တဲ့သူတွေတာမန်သူတွေဟာကျောင်းစာမှာပဲနမန်းလုံးနေလေးရှိပါတယ်။တော်တဲ့သူကအစင်တရအောင်တာမန်လူကလည်းစာမွေးအောင်ဖို့နဲ့အမှတ်ကောင်းအောင်ကြိုးစားနေချိန်မှာစာမလိုက်နေတဲ့သူတွေရဲ့အာယုံမှာကျောင်းစာတက်ဆိုင်ရင်အပြင်ကိစ္စတွေဘူးတရတွေကိုစိတ်ဝင်စားနေလေးရှိပါတယ်။ဒါကြောင့်ဘဝမှာဘာဖြစ်ချင်လဲသူတို့ရဲ့ကျွမ်းကျင်မှုဟာဘာလဲဆိုတာကိုသူများတွေထက်စောစောစီစီသိလေးရှိပါတယ်။ဥပမာလျှက်စစ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားတာမျိုးဂီတတွေပကြီးတွေကိုဝါသနာပါတာမျိုးကိုပြောတာပါ။နှစ်အချက်သူတို့ဟာကျောင်းနေအရွယ်ကလေးကအတွေ့အကြုံများတယ်။စာတော်တဲ့သူတွေကကျောင်းကနေကျူရှင်ကနေဂိုက်ကနေစာကြည့်စပွဲကိုကူးကြည့်တန်းကြည့်လုပ်နေချိန်မှာသူတို့ကတော့အားလက်ချိန်များစွာရနေပါတယ်။စာတော်တဲ့သူတွေကစာကလွယ်ပြီးဘာမှမသိတဲ့အချိန်မှာသူတို့ကကိစ္စပေါင်းများစွာကိုလေ့လာသင်ယူပြီးဖြစ်နေပါလိမ့်မယ်။ဒါရီဟာဘဝကိုတကယ်နဲ့ရှောက်လန်းရပြီဆိုတဲ့အချိန်မှာသူတို့အတွက်အားသာချက်တွေဖြစ်လာပါတော့တယ်။သုံးအချက်လူဝင်ဆက်နေသူတို့ဟာအပေါင်းအသင်းတွေနဲ့ဘယ်လိုပေါင်းသင်းရမလဲဆိုတာသိပါတယ်။အပေါင်းအသင်းလည်းများပါတယ်။လူတွေနဲ့အသားကျစွာနေတတ်တဲ့အချိန်ကစာမစာပဲသိတဲ့လူတော်တွေထက်ဆိုင်ရင်အများကြီးတာသွားပါပြီ။လေးအချက်ဘဝကိုနေပြောအောင်နေတယ်။စာရီကျန်ရင်ဖိစီးမှုတွေနဲ့ရှင်သန်နေရတဲ့အခါကိုယ်အတွေးတွေကလည်းပိတ်လောင်နေတတ်ပါတယ်။သူတို့ကတော့စာမိုးဝဲရလက်တွေထက်ဆိုင်ရင်စိတ်ကိုပေါ်ပါစွာနေလေးရှိပါတယ်။လူလက်ဆောင်တဲ့စိတ်ကူးတွေလည်းယဉ်တတ်ပါတယ်။ဒီလိုနဲ့ကြာလာတဲ့အခါမှာကျောင်းကအမှတ်တွေထက်ဘဝမှာဘယ်အရာတွေကိုအဓိကကျလဲဆိုတာကိုစာတော်တဲ့သူတွေထက်ပိုပြီးစောစောနားလေသဘောပေါက်ကြပါတယ်။ငါးအချက်အလွယ်နည်းကိုရှာတတ်တယ်။သူတို့ဟာ theory တွေပုံသင်နည်းတွေနဲ့ဘောင်ခတ်မနေပဲလွတ်လွတ်လပ်လပ်လို့ရှာတတ်ပါတယ်။ပြဿနာတစ်ခုကိုဖြေရှင်းဖို့အဓိကလိုအပ်တဲ့အဖြေကိုရဖို့ပဲအာရုံစိုက်ပါတယ်။ဒါဟာဘဝအတွက်အသုံးဝင်မဲ့အလေးချင်းကောင်းတစ်ခုလည်းဖြစ်သွားပါတယ်။6အချက်အိမ်မက်တွေနဲ့ရှင်းတန်တယ်။စာတော်တဲ့သူတွေဟာဘဝမှာဘာဖြစ်ချင်လဲဆိုတာကိုတွေးဖို့ထက်ဆိုင်ရင်အမှတ်ကောင်းတဲ့အခါဆရာဝန်လုပ်မယ်အင်ဂျင်နီယာလုပ်မယ်ဆိုပြီးဘဝကိုအမှတ်နဲ့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကတော့သူတို့အားသာချက်သူတို့ဖြစ်ချင်စိတ်တွေပေါ်အခြေခံပြီးဘဝကိုအိမ်မက်တွေနဲ့တည်ဆောက်ပါတယ်။ဘဝကိုအမှတ်နဲ့သတ်မှတ်တဲ့သူနဲ့ဘဝကိုအိမ်မက်တွေနဲ့တည်ဆောက်တဲ့သူတို့ရေရှည်မှာအောင်မြင်မှုခြင်းလဲကွာဟလာတတ်ပါတယ်။ခွန်အချက်ဘယ်အချိန်မှရုန်းကန်ရမလဲသိတယ်။စာညံဝူးတဲ့သူတိုင်းဟာလူပြင်းနေမဟုတ်ပါဘူး။သူတို့စိတ်မပါတဲ့ចောင်းစာမှာအားနေတတ်ပေမဲ့သူတို့မှာဘဝနဲ့ပတ်သက်ပြီးပြင်းပြတဲ့စိတ်ဆန္ဒတွေရှိပါတယ်။ဒီချက်တွေကတော့ចောင်းမှာစာညံတဲ့သူတိုင်းလက်တွေ့ဘဝမှာပူအောင်မြင်တတ်တဲ့အကြောင်းရင်း9ချက်ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်။